အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ football tips area page ကနေကြိုဆိုလိုက်ပါတယ်မနေ့ကရွေးချယ်မှုမှာတော့အကြဆုံးလေးတွေရှိသွားတာမို့ဒီနေ့မှာတော့အကောင်းဆုံးပြန်လည်ပြီးဆက်သွားနိုင်ဖို့အတွက်ချန်ပီယံလိဒုတိယအကျော်ပွဲစဉ်ဖြစ်တဲ့ PSG နဲ့ Arsenal ပွဲအပေါ်မှာကျွန်တော်ရဲ့အတွေ့အမြင်လေးတွေကိုချပြပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီနေ့တဲ့ပထမအကျော်ပွဲစဉ်မှာအဝေးကွင်းကနေ PSG ကတကူကိုမရှိနဲ့အနိုင်ရထားတာမို့လို့ဒီနေ့တွေ့ဆုံတဲ့ဒုတိယအကျော်ပွဲစဉ်မှာ PSG ကအသာစီးရနေတယ်လို့သတ်မှတ်ရမှာပါလက်ရှိညနေ9:00 နာရီဈေးကွက်အရလဲPSG တင်ကအဝေးဝင် Arsenal တင်ကိုlevel 50ရှုံးပေးထားပြီးတော့ကိုပေါင်းစီက3ဂိုးသွင်းရင်50ပေါင်းမယ်လို့ဖွင့်လှစ်ပေးထားပါတယ်။လက်ရှိ PSG အသင်းကဒီအဆင့်ကိုရောက်ရှိဖို့အတွက် Aston Villa နဲ့ Liverpool ကိုကြော်ဖြတ်လာရတယ်လို့ Arsenal အနေနဲ့ကလည်း Real နဲ့ PSV ကိုကြော်ဖြတ်လာရတာမို့ခြေစွမ်းခြေစားရမျှတတဲ့အနေအထားမှာရှိတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ PSG ကပြီးခဲ့တဲ့လိပွဲစဉ် Nice နဲ့တွေ့ဆုံချိန်မှာကစားသမားတွေကိုအနာပေးထားခဲ့ပြီးတော့ Arsenal ကတော့လိပွဲစဉ်မှာလူဆုံးထုတ်ကန်ခဲ့တာမို့လို့အာဆင်နယ်ကပွဲပန်းမှုတန်ကိုပိုခံစားရမှာဖြစ်ပါတယ်။လက်ရှိဒီနှစ်သင်းလူစင်းရလဲကွဲလည်နဲ့တိုက်စစ်မှာ PSG မှာလုံနိုင်လုံရည်ကန်ရရှိတဲ့ကစားသမားများတာတော့ကျွန်တော်တို့လက်ခံရမှာပါ။အာဆင်နယ်အသင်းကတော့ physical ကောင်းကောင်းနဲ့ခံစစ်တေချာကစားတတ်ပြီးတော့ set piece တွေဟာအာဆင်နယ်အသင်းရဲ့အားသာချက်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာအာဆင်နယ်ဟာ set piece တွေကိုအားသာသလို PSG ကအမြင်မောနဲ့ set piece အားနေတာဖြစ်တာမို့လို့ဒီနေ့ညပွဲစဉ်မှာအာဆင်နယ်ကဒီ PSG ရဲ့အားနည်းချက်ဖြစ်တဲ့ set piece တွေကိုအသုံးချသွားနိုင်မလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကစားပုံရအာဆင်နယ်တောင်ပန်တိုက်စစ်တွေဖြစ်တဲ့ဆာကာနဲ့မာတင်နယ်လီကလည်း PSG ရဲ့ညာနောက်ခံလူနဲ့ဘယ်နောက်ခံလူဖြစ်တဲ့ဟာကီမီတို့မန်ဒက်စ်တို့ကိုဒုက္ခပေးသွားနိုင်မယ်လို့မြင်မိတယ်။ဆာကာကတော့မန်ဒက်စ်ကိုကြောဖို့ခဲရင်နိုင်ပေမဲ့လည်းတိုက်စစ်လိုက်ပါကစားတက်တဲ့ PSG နောက်ခံလူဟာကီမီကြောင့်မာတင်နယ်လီကအခွင့်အရေးတွေရလာနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးကိုပြီးခဲ့တဲ့ပထမကျော်ပွဲစဉ်မှာလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီချိန်ထဲမှာ PSG ရဲ့ရှေ့တန်းတောင်ပန်ကစားသမားတွေရဲ့ individual skill တွေက Arsenal နောက်တန်းကိုအဓိကထားချင်းချောက်လာနိုင်တယ်။ PSG ရဲ့ဒီ zone ထဲမှာကင်စားပုံအရဘောလုံးပြန်ရတဲ့အချိန်မှာကောင်တာအတက်ကိုအမြန်အဆန်စော်ကစားနိုင်တဲ့အတွက်အာဆင်နယ်အသင်းအကြီးကျယ်ဒုက္ခရောက်နေပြီးတော့ဂိုးပေးရနိုင်တဲ့အခြေအနေမျိုးတွေကိုတွေ့မြင်လာရနိုင်တယ်။ဒီလက်ရှိ BTDSG အရာလဲ 1.57 ဖြစ်နေတဲ့အခြေအနေအရကောကိုပေါင်းကြီး350အခြေအနေနဲ့ရသင်းနဲ့သင်းအားနည်းချက်အားသာချက်ကိုစီရှိကြလို့သွင်းကိုတွေပြီးကိုတွေကိုမြင်လာရနိုင်တာမို့လို့ကျွန်တော်ဒီနေ့ညပွဲစဉ်မှာတော့ကိုပေါင်းအပေါ်ကိုကြိုက်ပါတယ်။ဘော်ဒီအနေနဲ့ကလည်း level 50အရှုံးပေးထားတယ်ဆိုပေမဲ့လည်းဒီထက်ပိုပြင်းလို့မရနိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ကျွန်တော်ခံစားရမိလို့တိုက်စစ်မှာလုံရည်ကန်ရရှိတဲ့လုံရည်ကန်ရရှိပြီးတော့ထိန်းချောင်းနိုင်တဲ့ကစားသမားတွေများစွာရှိတဲ့ PSG အသင်းရှေ့တန်းကိုပို့ကြိုက်တာမို့လို့ PSG body ကိုကြိုက်ပါတယ်။ဒါကြောင့်မို့ဒီနေ့မှာတော့ကျွန်တော် PSG နဲ့ PSG ကိုပေါ်ဇုံအပေါ်ပေါ့နော်ဇုံအပေါ်ဇုံလိုက်ကြီးကိုကျွန်တော်ရွေးချယ်ပေးပါဖြစ်ပါတယ်။ကျွန်တော်ရဲ့အတွေးမြင်လေးတွေကိုချပြပေးထားတာမို့လို့အကြိုက်တူသူလိုက်ဆော်လို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးကြိုက်နေတဲ့တဲ့အတွေးတစ်ခုရခဲ့မယ်ဆိုရင် like and subscribe လေးလုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ရှုပေးကြသူအားလုံးတူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲကံကောင်းကြပါစေ